တန်းတွေကကိုယ်တငယ်ချင်းတွေထက်ကြိုပြီးတော့စာချုပ်လုပ်ထားခြင်းနဲ့ grade 9လေးအတွက်ဒီချက်ကနောက်တဲ့ grammar အတန်းလေးတစ်ခုထပ်ဖွင့်ပေးပါမယ်။မင်္ဂလာပါ English Star Channel ကနေကြည့်ပါမယ်။ကိုတစ်ခေါက်ကဒီချက် grade 9လေးတွေအတွက် English grammar class လေးဖွင့်ပေးလိုက်တော့ကမမီလိုက်တဲ့သူတွေရှိရဲတချို့တွေကြတော့လေ video နဲ့တင်ရတာကိုအားမရဘူးဆိုပြီးတော့ Zoom နဲ့တင်ပြရတဲ့သူတွေရှိတယ်။အဲ့ဒီခါတော့ကဒီချက်က video နဲ့တင်ပြရတဲ့အကြောင်းရင်းကတချို့တွေကတောင်းတင်နေကျူရှင်ချင်းနေနဲ့တိုက်နေတဲ့အခါကျတော့ကိုအားတဲ့အချိန်လေ့လာနိုင်အောင်ဆိုပြီးတော့ video class လေးဖွင့်ပေးလိုက်တာဒါပေမဲ့များသောအားဖြင့်လူကြီးမိဘတွေက Zoom class လေးဖွင့်ပေးဖို့အတွက်လာပြီးပြောထားတဲ့အတွက်ကြောင့်မလို့ဒီတစ်ခေါက်တော့အကုန်လုံးအတွက် Zoom class လေးဖွင့်ပေးဖို့စီစဉ်ထားပါတယ်အဲ့တော့ Zoom class မှာဆိုလို့ရှိရင်လည်း unit 1ကနေ unit 6စာအုပ်ရဲ့တဝက်တိတိမှာရှိတဲ့ grammar တွေအကုန်လုံးကိုသင်ရမှာပဲဖြစ်ပါတယ်တင်ရမယ့်အချိန်တွေကတပတ်ကို4ရက်ဖြစ်ပြီးတော့စာတာပရိသတ်ကြားစနေတနင်္ဂနွေဆိုပြီးတော့ကျောင်းပိတ်ရက်လေးတွေနဲ့တွဲပြီးတော့စီစဉ်ပေးထားပါတယ်။တင်တန်းတက်ရမယ့်အချိန်လေးနဲ့တင်တန်းကြီးလေးကိုသိရှိနေဆိုရင်ချက်ပေါက်မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်။ဒါမှမဟုတ်လေ comment မှာရေးခဲ့လို့ရတယ်။ဒီတော့တင်တန်းမှာကအတူတူလေ့ကျင့်ခန်းတွေလုပ်ရမယ်။စာအတူတူသင်ရမယ်။ဒါအပြင်စာမေးပွဲလည်းဖြေရပါမယ်။စာမေးပွဲဖြေတဲ့အခါဆိုလို့ရှိရင်လည်းပထမဒုတိယတတိယစုရတဲ့သူတွေကို certificate တစ်စိတ်လေးနဲ့ပေးမှာပဲဖြစ်ပါတယ်။ Zoom class လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်အတန်းချိန်မှန်မှန်တက်ပေးရပါမယ်။ပြီးတော့စာသင်တဲ့အခါမှာဆိုလို့ရှိရင်လည်းစာအတူလိုက်လို့ပြီးတော့ကိုမသိတဲ့အခါချက်ချင်းမေးမြန်းနိုင်ပါတယ်။ဒီတော့သူ့ရဲ့အားသာချက်နဲ့အားနည်းချက်ကကိုအားတဲ့အချိန်တိုင်းဝင်ရောက်လေ့လာရမှာမဟုတ်ဘဲနဲ့အတန်းချိန်မှန်အောင်တက်ပြီးတော့လေ့လာရပါမယ်။အားသာချက်ကကြတော့မသိတဲ့စာလေးရှိခဲ့လို့ရှိရင်တစ်ခါတည်းပဲမေးမြန်းလို့ရပါတယ်။တင်နန်းစမယ့်နေ့လေးကတော့ဒီလ10ရက်နေ့ဖြစ်ပြီးတော့9ရက်နေ့ကိုနောက်ဆုံးထားပြီးတော့အတန်းအတာလက်ခံပါမယ်။ပြီးတော့လူကြီးရဲ့အတွက်အကန့်အသတ်လေးရှိပါမယ်။ဒါကြောင့်မို့လို့ video class တောင်းရလို့မျိုးနောက်ကျသွားလို့အတန်းမမိလိုက်တာမျိုးလေးမဖြစ်ရအောင်အတွက်အခုတည်းကကြိုပြီးတော့လာပြီးအတန်းအခါဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ကိုကတလရဲနဲ့ unit 6ခုလုံးမှာရှိတဲ့ grammar တွေကိုကြိုပြီးသင်ထားခြင်းနဲ့တငယ်ချင်းတွေနဲ့အတူတူကြိုပြီးစာလုပ်ထားခြင်းနဲ့ဆိုရင်တော့ teacher ရဲ့ grammar class လေးကိုလာရောက်တက်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ Bye bye